အားလုံးပဲမင်္ဂလာပါတက္ကရာမှာကြိုဆိုပါရစေကျွန်တော်တော့တက္ကရာမှာကိုဆိုင်ဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ pharmacist ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်တဲ့လူလို့ပြောလိုက်ရင်ဘာကိုပြင်းမြင်ကြလဲကျွန်တော်တို့လမ်းတွေမှာတွေ့ရတဲ့ဆေးဆိုင်ဒါမှမဟုတ်ဆေးရုံကောင်တာမှာဆေးဘူးတွေထုတ်ပေးပြီးပတ်စံရှင်းပေးရတဲ့ဆေးအယောင်ဆေးလို့ပဲထင်နေပါသလားဒါတော့ဒီ career ရဲ့အပေါ်ရန်အပိုင်းအစတစ်ခုလို့ပဲမြင်မှုကြလို့ပါတကယ်တော့ healthcare industry ထဲမှာ pharmacist တွေရဲ့အဓိကတာဝန်ကဆေးရောင်းဖို့မဟုတ်ပါဘူးဆရာဝန်တွေညွှန်းလိုက်တဲ့ဆေးဝါးကုထုံးတနည်းအားဖြင့် medical treatment တွေကလူနာအတွက်ရာနှုန်းပြည့်ပေးခြင်းရလားဆိုတာကိုနောက်ဆုံးအဆင့် fact check လုပ်ပြီးပြီးအမှားယွင်းမရှိအောင်သင်ကြားပေးရတဲ့ပညာရှင်တွေဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့စာအုပ်ကြီးတိုင်းမဟုတ်ဘဲနဲ့ကျွန်တော်ပေါ့ပါ pharmacist တွေရဲ့တကယ်လုပ်ငန်းခွင်တွေတာဝန်ယူမှုတွေနေ့တိုင်းပြည့်ရှင်းရတဲ့ clinical ဘိုင်းဆိုင်ရာပြဿနာတွေနဲ့ဝင်ငွေလမ်းကြောင်းတွေကိုပွင့်လင်းလင်းဆွေးနွေးပြီးတော့ပါမယ်ပထမဆုံးအချက်အနေနဲ့သူတို့ရဲ့တကယ်အလုပ်ကိုအသေးစိတ်ကြည့်ရအောင်ဆရာဝန်တယောက်ကလူနာကိုစစ်ဆေးပြီးညွှန်ရေးပေးလိုက်တယ်ဒါပေမဲ့ဆရာဝန်တွေကလူနာအများကြီးကိုကြည့်ရတဲ့အတွက်တစ်ခါတလေဆေးပမာဏဆေးရခိုင်နှုန်းတွေကအမှားရေးနည်းရမျိုးလဲဖြစ်တတ်ပါတယ်အဲ့လိုမှမဟုတ်ပဲလူနာမှာအရင်ကတည်းကရှိနေတဲ့တခြားယောဂအခန်းနဲ့မတည့်တဲ့ဆေးကိုတွဲပေးမိတာမျိုးလဲရှိနေနိုင်ပါတယ်အဲ့ဒီအချိန်မှာ pharmacist တွေကဆေးညွှန်းကိုclinical ဘိုင်းအရာတည်တည်ချာဒီစစ်ပေးရတာပါတနည်းအားဖြင့်ဒီဆေးနှမျိုးတွဲတောက်လိုက်ရင်လူနာခန္ဓာကိုယ်မှာပြီးထွက်ဆိုးကျိုးအနေရရှိမရှိပြီးရင်လူနာရဲ့အသက်ကိုယ်အလေးချိန်ဒါမှမဟုတ်ကြောက်ကက်အခြေအနေနဲ့ဆေးပမာဏများတာမှုရှိမရှိဒါတွေကိုစက္ကန့်ပိုင်းအတွင်းဆွဲချင်းစစ်ဆေးပြီးလိုအပ်ရင်သက်ဆိုင်ရာဆရာဝန်စီချက်ချင်းဆက်တွေ့ပြီးဆေးမျိုးကိုပြင်ညှိခံလို့ရပါတယ်လူနာတွေရဲ့ဆေးဝါးအနေနဲ့ပြင်ဆင်ဖို့အတွက်သူတို့ကနောက်ဆုံးအဆင့်လုံခြုံရေးတနည်းအားဖြင့် final safety net အဖြစ်တာဝန်ယူထားရတာဖြစ်ပါတယ်အဲ့ဒါတွေပဲလားဆိုမဟုတ်ဘူးဆေးရုံတွေမှာလူနာအများစုကဆရာဝန်နဲ့စကားပြောတော့လားဆိုရင်စိတ်ကြောက်တည်တည်ချာချာမီးဖြစ်ခဲ့တဲ့မိခွန်းတွေကို pharmacist တွေစီရောက်မှပဲထပ်မံမြင်ရကြတာများပါတယ်ဈေးကိုအစားနဲ့ဘယ်လိုတွဲတောက်ရမလဲဈေးတောက်ပုံမိတိုင်းဘာလုပ်ရမလဲဘယ်လိုအစားအစာတွေချောင်ရမလဲစသဖြင့်ပေါ့ဒီနေရာမှာ pharmacist တွေကဈေးပညာဆိုင်ရာ technical team ကြီးတွေပဲတုံးပြီးလူနာကိုပြောရင်လူနာကနားလည်မှာမဟုတ်ပါဘူးဒါကြောင့်လူကစိတ်ပညာသဘောတဘာဝအရာလူနာတွေဆိုရင်စိတ်ရော့ပြီးဈေးကိုလမ်းညွှန်ချက်အတိုင်းမှန်ကန်ကန်တောက်တုံးချင်လာအောင်ပြီးရင်လူနာတွေနားလေရအလွယ်ဆုံးစကားလုံးတွေနဲ့သိရှိလက်ရှိရှင်းပြပေးတတ်ရပါတယ်လူနာတွေရဲ့ဈေးတောက်ခြင်းစိတ်တိုးတက်လာအောင်လုပ်ပေးရတဲ့နေရာမှာသူတို့ရဲ့အဓိကခန္ဓာကဏ္ဍပါဝင်တယ်လို့လည်းပြောလို့ရပါတယ်။ကာရီယာနဲ့ပတ်သက်ပြီးတော့လူငယ်တွေအတီးကတိချင်ကြမဲ့ဝင်ငွေနဲ့ဒီကာရီယာရဲ့အခွင့်အလမ်းကိုလက်တွေ့ကျကျထပ်ပြီးတော့ဆွေးနွေးပြတော့ပါမယ်။ဒီပညာရက်ကနေရာဆုံးမှာခြေဆန်းလို့ရတဲ့လမ်းကြောင်းတွေရှိရပြ Hospital and Clinical Primary တနည်းအားဖြင့်ဆေးရုံကြီးတွေမှာ Clinical Pharmacy အဖြစ်တာဝန်ထမ်းဆောင်တာပါအတွေ့အကြုံရလာတာနဲ့အများလစာနဲ့ခန်းစားခွင့်တွေကပိုပြီးတောင်းတင်လာပါတယ်နောက်တစ်ခုကတော့ဆေးဝါးကုမ္ပဏီတွေပါဒါကတော့တကယ် corporate career ပါပဲနိုင်ငံတကာဆေးဝါးကုမ္ပဏီတွေမှာ product specialist ဒါမှမဟုတ် medical representative အဖြစ်ဝင်လို့ရင်တော့သတ်မှတ်ထားတဲ့ပြည်မီပေါ်မှာမူတည်ပြီးရမယ့် bonus တွေဒီစရိတ်ခံစားခွင့်တွေနဲ့တင်ဝင်ခွင့်ရတခြားအလုပ်တွေနဲ့အများကြီးပုံမှုပြင်မာတော့ပါပြီဆေးဝါးထုတ်လုပ်တဲ့စက်ရုံတွေမှာ QC ဒါမှမဟုတ် QA အဖြစ်လုပ်ကိုင်တာဖြစ်ပြီးတော့အတွေ့အကြုံကောင်းတွေရလာရင် international တွေဖြစ်တဲ့ Thai မလေးနိုင်ငံတွေက healthcare industry အဖြစ်တောင်ရှိလုပ်ကိုင်ခွင့်ရနိုင်ခြင်းများလွန်းလာပါတယ်ပြောရရင်ဒီ career က healthcare industry ထဲမှာတိတ်တဆိတ်နဲ့ဝင်ငွေအတော်လေးတောက်တင်ပြီးနေရာဆုံးခြေဆက်လို့ရတဲ့လမ်းကြောင်းတစ်ခုပါအပေါ်ရန်ရှိရင်တော့ဆေးထုတ်ပေးရုံပဲလို့ထင်ရပေမဲ့တကယ်တော့ဆေးဝါးကျွမ်းကျင်တွေရဲ့ဘဝကအသေးစိတ်ယူဆရပြီးတာဝန်ကြီးလို့နဲ့ professional လမ်းကြောင်းတစ်ခုပဲဖြစ်ပါတယ်medical field တွေက pharmacy နဲ့ဒါမှမဟုတ်ဆေးဝါးတက္ကသိုလ်တက်နေတဲ့မိတ်ဆွေတို့ရောကိုယ်အလုပ်ခွင်တွေကလက်တွေ့စိန်ခေါ်မှုတွေပေါ်ဘလို့မြင်ကြလဲကိုယ်တိုင်ကြုံမှုတဲ့ clinical ဘိုင်းဆိုင်ရာအတွေ့အကြုံရှိလဲ comment မှာဝင်ရောက်ပြီးတော့ဆွေးနွေးခဲ့လို့ရပါတယ်နောက်ထပ်ဘလို့ career အကြောင်းတွေဒီလို detail ကြသိချင်လဲဆိုတာ comment မှာရေးခဲ့ပြီးလို့ရပါတယ်ကျွန်တော် channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်ခဲ့ဖို့တောင်းဆိုပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ဆုံကြပါမယ်